စကိုင်းတောင်ချေရဲ့လေပြေမှာအေးချမ်းချင်းတွေပါလာတယ်ကျောင်းအုပ်ကြီးရဲ့ကိုနဝင်းတရားကျောင်းငါတို့ကျောင်းတော်တည်ငြိမ်နေစေတည်ငြိမ်နေစေရင်ထဲမှာသိတ်ကနေတုံသွားတယ်တင်ကောင်းတွေကြားရတဲ့အခါမျောလင်းခြင်းတွေပိုတော့ပါလာပြီဒါဟာငါတို့ရဲ့အောင်ပွဲပဲမလာစေရနေရဲ့အမိတ်စာကိုရောက်တော့ချေဝင်တွေရာထူးတော်လို့ကုန်နဲ့ခုတက်ပြီးဦးကျော်နဲ့ဦးဖုံးကျော်တော်တင်မျိုးမြတ်နဲ့တော်နီလာအောင်ဒါဟာငါတို့ရဲ့ကုန်အင်္ဂါတော်မြတ်တဲ့နဲ့တော်မေသူသူဝဲပညာရေးအတွက်အာမန်တွေပဲတော်ဤစိန်နဲ့တော်သက်ထနဲ့တော်များခိုင်လဲပါဝင်နေအားလုံးတူတူပဲရှင်ထဲမှာသိတ်ကနေတုံသွားတယ်တင်ကောင်းတွေကြားရတဲ့အခါမျောလင်းခြင်းတွေပိုတောက်ပါလာပြီဒါဟာ